Messi ကပွဲတော့ကျွန်တော်တို့ဒါငြိမ်ပါတယ်ဆိုတာသူတိတ်မချဘူးပေါ့နော် Okay ကြာပြီရိုရီတကောင်ကျွန်တော်တို့ကခွန်လေးကိုတော့အဆုံးသတ်ပေးလိုက်ပြီ First Blood ပါပြီပူလေးနဲ့ကျွန်တော်တို့ပူထားတာဖြစ်တဲ့အတွက် ACC ပဲ First Blood AI Esport စတင်ပြီးတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်ပါဝင်ပတ်သက်မဲ့တာတယ်ပဲတခုလို့တော့ပြောရမယ်ဗရန်ဝေါ်ခက်ပြီးတော့ Fixture ဒီပါတွေထိုးဖို့တော့ချိုးစားတယ် Messi စပြီးတော့နောက်ဆက်နေပြီဗျ UD UA နဲ့ကိုကျွန်တော်တို့ဒါအာလီပိုင်းမှာဖြတ်ထားမှရမယ်အာလီပိုင်းမှာမဖြတ်နိုင်ရင်တော့MyDC အနေနဲ့နောက်ပိုင်းမှာပြဿနာတက်နိုင်တယ်ပေါ့နော်ဒီအတွက်လည်းသူတို့နီကိုရဲ့ dub side တွေပါပြီးတော့ရှိတယ် Messi ပြေးလို့ပြီးတော့ကျွန်တော်တို့ကခွန်းတကောင်ယိုရဲ့အဆုံးသက်ခြင်းမှာကြာ double K King Flap ပါထပ်ပြီးတော့ကြာတယ်လက်ပြီးကြံနေတဲ့ဘူရဲတကောင်တီးဖို့တော့များပြီဗျ1-1 ultimate တွေပါလေဘောတက်ဖို့တော့ရှိပြီမဲ့စပီးတော့တုံးမသွားဘူး second data ဘက်တွေမှာတော့ AI ကျွန်တော်တို့အလှပလေးစိုင်ပြသွားပြီးတော့ blue belt လေးကိုပါဆယ်ယူမယ်ဗျာအဆင်ပြေနေတော့မှတော့ Hero K Z3 MyDC အိုးရထိန်းကြအောင်ကျွန်တော်တို့ကနီကိုအနေနဲ့ကျွန်တော်တို့ဒါ live phone လေးပြောင်းလိုက်လို့တာပေါ့နော်မပြောင်းလိုက်ရင်ရိုးရဲ့အဆုံးသက်ခြင်းခံရမယ့်ပုံစံပဲ black game plus ကြီး refill လိုချင်တဲ့ပုံပဲဗျဒါပေမဲ့ကျွန်တော်တို့ဒါ MyDC blue belt ကိုပဲယူမယ် data ကိုတော့သူတို့ဒီ data ကိုတော့ scale လိုက်တဲ့ပုံစံပဲပေါ့နော်အဲ့တော့ဒီ data မှာတော့ကျွန်တော်တို့ battle မြင်တွေ့ရတော့မှာမဟုတ်တော့ဘူးရိုး ACC ပဲ data လေးကိုရအောင်ယူတယ်ကျွန်တော်တို့ဒါဒီလောက်နဲ့မချင်ဘူးသူတို့ rubber ကိုပါလာပြီးတော့ dive ရှိတယ် black အနေနဲ့MyDC သားမကြီးဘယ်မှာရှိတယ်ဆိုတော့ vision ပြထားတာဖြစ်တဲ့အတွက် AI Esport online မှာရှိနေတဲ့ second tower တလုံးထပ်ပြီးတော့ယူသွားရပြီဗျပုံလားမကျော် Rory ကျွန်တော်တို့က Toros တွေဝင်ပိုင်းနေ Brand Pick Crack ကြောင့်မှပါသွားတာနှစ်ကောင်ပါပြီဘူးလေးတစ်ကောင်မှတေဖို့တော့ရှိတယ်ဗျဒါကတော့ရွာလွန်သွားပြီပေါ့နော် Rory ဒါပေမဲ့ထွက်နေတယ်ဆိုပေမဲ့ဒီလိုအမားတွေကမလုံးတင်ဘူးဗျသူ့အနေနဲ့ switch ချတာပေါ့နော်ဒီကမှာတော့ကျွန်တော်တို့ဒါMyDC Hero K တကောင်စပြီးတော့ရှာသွားပြီ။ကျွန်တော်ဝင်ရောက်လာမယ်အောင်တီးတဲ့အတွက်ဝင်ရောက်ပြီးတော့နှောက်ရှက်ထားတယ်။ဇုံနေအောင်လှုပ်ထားတယ်ပေါ့ဗျာ။ Okay ။ AI Esport လောက်တော့ပိတ်ထားသေးတယ်။ Game Plus AI Black ကိုတော့ဝိုင်းလုံနေတယ် Black ကြီးကိုဝိုင်းလုံနေတယ်ပေါ့နော်။ဗဒန်ဒီဘက်မှာကျွန်တော်တို့ဒါဒီ lane ချိန်ပြီးတော့ပေါ့နော် lane ဆွဲပြီးတော့လုံနေတဲ့ကျွန်တော်တို့ဒါAngela ကိုဖျက်ဖို့ကြိုးစားတာဒီဘက်မှာ information ရသွားပြီဖြစ်တဲ့အတွက်မရှိတော့တဲ့နေရာမှာတော့တွားပြီဗျဂျူနိုတကောင်မှာထပ်ပြီးတော့ပေးဆက်ရဖို့တော့ရှိတယ်ဂျူနို label တက်သွားတယ်ဆိုပေမဲ့ ultimate တော့တုံးမသွားဘူးပေါ့နော်လူနောနဲ့ပဒန်းနဲ့ပေါင်းပြီးတော့အောက်မှာရှိနေတဲ့သူတို့ Angela ကိုအပေါ်မှာရှိနေတဲ့ Angela ကိုဖျက်ဖို့ကြိုးစားခဲ့တာပေါ့နော်ဒါပေမဲ့သူတို့ရဲ့ကြိုးစားမှုမအောင်မြင်ခဲ့တဲ့နောက်မှာနောက်ဆက်တွဲပြဿနာတွေဖြစ် AI Esport ကအခွင့်အရေးရသွားတယ် Okay ဟိုဘက်မှာတော့ပိုရဲနဲ့နီကိုနဲ့ရှိတယ်ပေါ့ဒီဘက်မှာဒီ၃ကောင်ပဲရှိတယ်ဆိုတော့သူတို့ဖို့ပြီးတော့ချလိုက်တယ်ဗတဲ့အတင်းဆိုင်ပြီးတော့အလော့ပါယူသွားပြီဗျ First Law AI Esportရရှိသွားခဲ့ပြီဖြစ်ပါတယ်အတိုင်းပဲ mid lane မှာပဲစပြီးတော့တက်လာပြီဗျ mid lane မှာရှိနေတဲ့ second tower AI Esport ကျွန်တော်တို့ဒါရှိန်လေးနဲ့ပဲယူလိုက်ပြီပေါ့နော် low weight လေးနဲ့ပဲအဲ့တော့ tower ရှိနေတာဖြစ်တဲ့အတွက် mega try နိုင်ရင်တော့ AI Esport တို့အကောင်းဆုံးဖြစ်မယ်mega တလိန်းလောက်ပေါ့နော်ရလို့ရညာပေါ့ AI Esport first law နဲ့ mega ရမယ်ဆိုတော့တော်လေးအဆင်ပြေသွားမယ် okay Tarashi Alita တစ်ဖက်မှာလည်း Juno တော်တော်လေးသွေးနေသွားပြီနော်ယိုရီဝင်လှုပ်လိုက်တာဂျူနိုတော်တော်လေးတွေးကိုင်းသွားပြီအဲ့တော့ဖက်မှာရှိနေတဲ့ outplane မှာရှိနေတဲ့ Mega Tower ကိုတော့ AI Esport စပြီးတော့ push ပြီးပြ cross wine chan ကြောင့်မှပါသွားတာ 3 man Angela ပါပြီပူလေး Lancelot ပူထားတယ်ဆိုပေမဲ့ Lancelot ဒီလောက်ကြီးတော့မလွယ်ခရီးတော့မကြံတော့ဘူးကျွင်နေတဲ့ဘိုးရဲတကောင် fish squad တွေထိုးတယ်ဆိုပေမဲ့လည်းသူထိုးတာဝေါ်ပြီးဖြစ်နေတယ်ပေါ့နော်အဲ့တော့တေးပြီဗျ AI Esportနောက်ထပ်ပြီးတော့တက်မဲ့ပုံပဲဗျ။ Okay တာနေတဲ့အချိန်မှာတော့အဆုံးသက်လိုက်တာအကောင်းဆုံးပဲပေါ့နော်။အဆုံးသက်လိုက်တာအကောင်းဆုံးပဲမဟုတ်ရင်ကျွန်တော်တို့ဒါ risk များတယ်။ AI Esport Mega Tower ရဖို့တော့ထပ်ပြီးတော့တက်လာပြန်ပြီဗျ။ final လက်ကြောင်းမှာ UA နဲ့တကောင် Messi ပါသွားဆိုပေမဲ့အလင်းမြန်လေးပြန်ထွက်လာနိုင်တာကန်ကောင်းတယ် Flicker ကယ်လို့ပေါ့နော်မဟုတ်ရင်တော့တေဝါနိုင်တဲ့အနေထားပဲဗျ။ Yori dash တော်လို့တွေပိုင်းနေကျွန်တော်တို့ final execution ကြားမှာ King Flat တကောင်ထပ်ပြီးတော့ရလိုက်ရင်လည်း AI Esport Mega Lane Hero K တကောင်နဲ့အတူ first law battle ပြီးမှာတော့ပြန်ပြီးတော့ဘက်လာခဲ့ပါပြီလက်ရှိချိန်ကြီးတော့ AI Esport ကောင်းမွန်တဲ့လက်စွမ်းတစ်ခုနဲ့အတူ MyDC ကိုအသာစီးကစားထားတယ်နဝတန်းကီပေါ့နော် Hero K တကောင်ပဲပေးထားရတယ်နဝတန်းကီအသာဝိုင်းချက်ကြောင့်မှပါသွားတာနှစ်ကောင်နီကိုနီနဲ့ Lunos ကင်ထားတယ်ဆိုပေမဲ့ဟို Juina တို့ Grow တို့ပြစ်ဖို့ကင်ထားတယ်လို့ထင်ရတယ်ဗျာဒါပေမဲ့တကယ်ပေါ့နော်သူ့အနေနဲ့ဘာမှထိရောက်တဲ့ချင်းချောက်မှုမျိုးရှိမနေဘူးလို့ကျွန်တော်ကတော့ခံစားရတယ်အလီဒါတော်မှပဲဒီပွဲမှာဘာမှတော့ဝင်ရောက်မလှုပ်ရှားရသေးဘူး MyDC အနေနဲ့တိုင်ပတ်နေတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ကွန်မန့်ပေါ့နော်ဒါလည်း AI Esport တတိထားမိတယ် lane pressure ပေးပြီးတော့သူတို့အနေနဲ့ log ကို full ချဖို့တော့စဉ်းစားနေတယ်ခွန်
vision လေးတော့တိုးထားတယ်တစ်ဖက်မှာလည်း black line မှာရှိနေတဲ့ဘိုရဲတို့ position ကိုပေါ်ထားတယ် AI Esport ဘယ်တဲ့ဆိုင်ကိုစတင်စူးစမ်းပြီး Rory ခွန်းတစ်ကောင်တော့တေးပြန်ပြီဗျကျွန်တော်တို့က King Flash ဂျာညက်နေတယ်တေးဖို့တော့များသွားပြီ Rory double K dash ဆက်ပြီးတော့ line နေဆိုပေမဲ့ လော်လေးပဲသွားကိလိုက်တော့တားရီတို့လော်လေးပဲသွားကိလိုက်တော့လော်လေးပဲသွားကိလိုက်ပါဆိုရယ်ဇွတ်ကဲလော်လေးကိပြီးတော့ second လော်လေးနဲ့အတူဆိုတော့နောက်ထပ် Mega Tower တွေအကုန်ရဖို့ရှိတယ်Rory နဲ့ Angela ကတော့ low key မယ်ပေါ့နော်တစ်ဖက်က Alita တို့ကတော့ mid မှာရှိနေတဲ့ Mega Tower တစ်လုံးနောက်ထပ်တစ်ချိန်ထပ်ပြီးတော့ယူတယ်1-1ဒီပေါ်တက်သွားတယ်ဆိုပေမဲ့ကျွန်တော်တို့က one touch ချွန်လေးနဲ့တော့တကွက်ပြသွားတယ် Messi Angela ပါပြီဘူး Alita win champ ဖွင့်လို့တာပေါ့နော်ကျွန်တော်တို့က Victor ထိုးချက်တွေကြားမှာ one shot နှစ်ကောင်Juno သွား team တင်တယ် law AI Sport second law တော့ယာသွားပြီဗျ Juno စီမှာလည်း damage ရှိနေသေးတာဟိုဒီဘက်တိုင်မှာကျွန်တော်တို့မြင်ခဲ့ရတယ်1-1 လေးပေါ်တက်သွားတဲ့အချိန်မှာခဲထားဆိုပေမဲ့1-1အနေနဲ့ ultimate ကိုမတုံးမဲ့ခြံထားတယ်နောက်ထပ်ကျွန်တော်တို့ကခဏအကြောင်ပါပဲသူရဲ့ ultimate နဲ့အတူ Messi ကိုဆုံးသက် Alita ၎င်းမှာ parcel ဆွဲဖို့ကြိုးစားခဲ့တာ Alita win chance ရှိနေလို့လားဗောနော် win chance တာမရှိရင်တော့ Alita အဲ့နေရာမှာနေတေသွားဖို့တော့ရှိတယ်ဗျအားပြပြပွဲသားနေတဲ့အချိန်မှာတော့မှပဲ win chance လို့ item မျိုးကို Alita စောင့်ထားတာတော့ကျွန်တော်တို့ကအတိမတ်ပြုရမယ်အမှနှစ်ကောင်တော့ပါလာဆိုပေမဲ့မလွယ်ဘူးဗျရိုရီအနေနဲ့ဂျူနိုကိုဘက်တရဲဝင်ရောက်မလာအောင်လို့တော့အကောင်းဆုံးလုပ်ပေးထားတယ်ခွန် final slot ကြားမှာ Alita ပါသွားတယ်ဆိုပေမဲ့ဘာမှတော့ဖြစ်မနေသေးဘူးပေါ့နော် Mega Tower AI Esport ထပ်ပြီးတော့ push ဖို့ရှိရဲ King Flash တကောင်တွေးတော့တော်တော်လေးနဲနေပြီ Alita ရဲ့ damage တွေကြားမှာ King Flash တကောင်ကျရိုရီတော်ရိုလီနဲ့1-1ရဲ့ပြစ်ချက်တွေကိုတော့ရှောင်ထားတယ်ရောက်နေ Alita damage ရကျန်းနေဟာရိုရီdash တော့တာRory Angela ပါပြီ2နဲ့အတူ Juno တကောင်ထပ်ပြီးတော့ကြာ AI Esport Game 1ကိုတော့အဆုံးသတ်သွားဖို့တော့ရှိပြီဗျ။ Mighty Game 1မှာတော့ AI Esport အပေါ်ဘာမှကိုမလုံနိုင်ခဲ့ဘူးလို့ပဲကျွန်တော်တို့ပြောရမယ်။နောက်အပြတ်အသက် Hiroki အပြတ်အသက်နဲ့အတူပဲ AI Esport Game 1မှာတော့ Mighty ကိုအနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့က Lunos လေးကတော့အလုံးမဖြစ်ခဲ့ဘူးပေါ့နော်။တင်ဂီတာတွေလည်းရှိတယ်ပေါ့နော်။အာဂျူက Range တို့ဘာလို့လဲကြည့်ပေါ့အဲ့တော့အလုံးမဖြစ်တဲ့လူနော့လေးနဲ့အတူပဲစာပြီးတော့ရှုံးသွားပြီဗျာAI Esport ကတော့ sorry Mighty ကတော့ရှုံးသွားပြီပေါ့နော် AI တော့ game 1နိုင်သွားပါပြီ